ရှင်မတေခရစ်ဝင်ခန်းကြီး28ဥပုပ်နေ့လွန်၍9 ရက်တွင်ပထမနေ့ရက်မိုးလင်းအံ့ဆဲဆဲအချိန်၌မာဂဒလမာရိနှင့်အခြားသောမာရိသည်တင်ချိုင်းတော်ကိုအကြည့်အရှုသွားကြ၏ထိုအခါမြေကြီးသည်ပြင်းစွာလှုပ်လေ၏အကြောင်းမူကားထာဝရဘုရား၏ကောင်းကင်တမန်သည်ကောင်းကင်ဘုံမှဆင်းလာ၍တွန်းဝါ၌ပိတ်သောကျောက်ကိုလှိမ့်လှန်ပြီးလျင်ထိုကျောက်ပေါ်မှထိုင်နေ၏သူ၏မျက်နှာသည်လျှက်စက်ကဲ့သို့ထင်၏အဝတ်သည်လည်းမိုးပွင့်ကဲ့သို့ဖြူ၏လူဆောင်တို့သည်ကောင်းကင်တမန်ကိုကြောက်ရွံ့သဖြင့်တုန်လှုပ်၍တေမတက်ဖြစ်ကြ၏ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်လဝါကားတိုင်းမှတက်သောယေရှုကိုတင်တို့ရှာကြသည်ကိုငါသိ၏ဤအရ၌မရှိမိန်တော်မူသည့်အတိုင်းရှင်ပြန်ထမြောက်တော်မူပြီးလာကြသခင်လျောင်းတော်မူရာအရက်ကိုကြည်ကြလော့အလင်းအမြန်ပြန်သွား၍တေခြင်းမှရှင်ပြန်ထမြောက်တော်မူကြောင်းကိုတပည့်တော်တို့အားပြောကြလော့တင်တို့ရှိဂါလိလဲပြည်သို့ကြွတော်မူမည်ထိုပြည်၌တင်တို့သည်ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်ငါပြောပြီးဟုထိုမိန်းမတို့အားကောင်းကင်တမန်ဆို၏ထိုမိန်းမတို့သည်လည်းကြောက်ရွံ့သဖြင့်၎င်းအလွန်ဝမ်းမြောက်သဖြင့်၎င်းတင်ချိုင်းတော်မှအလင်းအမြန်သွား၍တပည့်တော်တို့အားထိုသတင်းစကားကိုကြားပြောခြင်းငှာပြေးကြ၏လမ်းမှသွားကြစဉ်ယေရှုသည်ကြိုဆိုတော်မူ၍တင်တို့အားမင်္ဂလာဖြစ်စေတည်းဟုမိန့်တော်မူ၏ထိုမိန်းမတို့သည်ချင်းကပ်၍ခြေတော်ကိုဖက်ယမ်းလျက်ပြည့်ဝတ်ကိုးကွယ်ကြ၏ယေရှုကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်တွားကြလော့ငါညီတို့သည်ဂါလိလဲပြည်သို့တွားစေခြင်းငှာဤသတင်းစကားကိုကြားပြောကြလော့ထိုပြည်၌သူတို့သည်ငါကိုတွေ့မြင်ရကြလိမ့်မည်ဟုမိန့်တော်မူ၏ထိုမိန်းမတို့သည်တွားကြစဉ်အခါလူဆောင်အချို့တို့သည်မြို့ထဲသို့ဝင်၍ဖြစ်လေသမျှသောအချင်းအရာတို့ကိုယေပရောဟိတ်အကြီးတို့အားပြန်ကြားကြ၏ယေပရောဟိတ်အကြီးတို့နှင့်လူအကြီးအကဲတို့သည်စုဝေး၍တိုင်ပင်ပြီးမှစစ်သူရဲတို့အားငွေများစွာပေး၍မြက်အခါငါတို့အိပ်ပျော်စဉ်တွင်ထိုသူ၏တပည့်တို့သည်လာ၍အလောင်းကိုခိုးသွားကြသည်ဟုတင်တို့ပြောကြလော့ထိုအကြောင်းကိုမြို့ဝင်မင်းကြားပြန်လျင်ငါတို့သည်သူ့ကိုဖြောင်းဖျား၍တင်တို့၌အမှုမရှိစေခြင်းငှာပြုမည်ဟုတွင်တင်သည်နှင့်အညီစစ်သူရဲတို့သည်ငွေကိုယူ၍ပြုကြ၏ထိုစကားကိုယခုတိုင်အောင်ယူဒလူတို့သည်အနှံ့အပြားပြောဆိုကြ၏တကြိတ်တပါသောတပည့်တော်တို့သည်ဂါလိလဲပြည်သို့သွား၍ယေရှုမှားထားတော်မူသောတောင်ပေါ်သို့တက်ကြလျင်ကိုယ်တော်ကိုတွေ့မြင်၍ပြည့်ဝတ်ကိုးကွယ်ကြ၏အချို့တို့သည်ယုံမှားခြင်းရှိကြ၏ယေရှုသည်အနီးအပါးသို့ချဉ်းတော်မူပြီးလျင်ကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကူရှိသမျှတို့ကိုငါခံရပြီတင်တို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ခမဲတော်သားတော်တန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ဗိရဇံကိုပေးကြလော့ငါသည်တင်တို့အားပေးသမျှသောပြည့်ညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းငှာဆုံးမဩဝါဒပေးကြလော့ငါသည်လည်းကပ်ကဘာကုန်သည့်တိုင်အောင်တင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏ဖတ်ယူသွားတဲ့နှုတ်ကပတ်တော်ဂျာနာသူအယောက်စီတိုင်းပေါ်မှာကောင်းကြီးဖြစ်ပါစေ